အမျိုးသားဟာသူ့ရဲ့ချစ်သူကစားတောက်ဆိုင်အတွက်နေ့မနာညမနာကြိုးကြိုးစားစားအလုပ်ကျွေးပြုနေခဲ့တာကိုသိသွားခဲ့ပါတယ်။ဒါပေမဲ့ဘယ်တော့မှထောက်ပံ့ငွေမရခဲ့တာကြောင့်သူမရဲ့မိသားစုကိုဒေါသကြီးစွာပြောဆိုခဲ့ပါတယ်။ဒါကြောင့်သူမဖခင်ဟာတေချာစေရန်အတွက်စားတောက်ဆိုင်မန်နေဂျာဖြစ်သူထံအကြောင်းစုံကိုမေးမြန်းခဲ့ပါတယ်။အဲ့ဒီအခါမှသူမသမီးကြီးဟာတလထောက်ပံ့ငွေဒေါ်လာ9000ရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒါပေမဲ့သူ့ရဲ့သမီးငယ်ဟာထောက်ပံ့ငွေတစ်ချက်တစ်ပြားမှမရရှိကြောင်းကြားလိုက်ရတဲ့အခါတိတ်ဆိတ်သွားခဲ့ပါတယ်။သူမထောက်ပံ့ငွေဟာနှစ်လုံးလုံးမရခဲ့ကြောင်းသူမဖခင်ဟာလည်းခုချိန်မှသိခဲ့ရတာပါ။အဖြစ်မှန်ကတော့သူမအကိုဟာကြားတဲ့ကဖြတ်ယူနေခဲ့တာပါ။ဒါကြောင့်သူမအကိုနဲ့အမဖြစ်သူတို့ကိုဖခင်ကကျိမ်းမောင်းစုပူခဲ့ပါတယ်။သူတို့ရဲ့မျက်နှာမှာတော့သူမပေါ်ပြုမှုခဲ့သမျှကိုနောင်တရပုံမပေါ်ခဲ့ပါဘူး။ဒီနေ့မှာမီဒီယာအမျိုးသမီးတစ်ယောက်ဟာအင်တာဗျူးရင်းသူမကိုတွေ့သွားခဲ့ပါတယ်။အမျိုးသမီးဟာသူမကိုနိုင်ငံရဲ့အထူးပါရမီရှင်စပေါ်မှုတစ်ယောက်ဖြစ်တယ်ဆိုတာသိထားခဲ့ပါတယ်။ဒါကြောင့်သူမဟာမန်နေဂျာဖြစ်သူအားတွားရောက်အသိပေးခဲ့ပါတယ်။သူမဟာနိုင်ငံတော်ရဲ့အချက်ပြုတ်လောကမှာဥဆောင်ပုဂ္ဂိုလ်ဖြစ်ပြီးအစားတောက်လုပ်ငန်းစုကြီးရဲ့ကြီးမားတဲ့ဩဇာလွှမ်းမိုးသူဖြစ်ကြောင်းမန်နေဂျာကသူမကိုပြောပြခဲ့ပါတယ်။ပြီးတော့သူမဟာသူမမိသားစုစားတောက်ဆိုင်ကြီးအကြီးကျယ်ပြိုလဲကျနေတဲ့အချိန်သူမရရှိထားတဲ့စုချင်းငွေဒေါ်လာ9 သန်းကိုသူမသူငယ်ချင်းနံမီနဲ့သူမမိသားစုဆိုင်ကိုရန်ပုံငွေဖြစ်လှူဒါန်းပေးခဲ့တယ်လို့ပြောပြလာခဲ့ပါတယ်။ဒါပေမဲ့သူမပြန်ရလိုက်တာကဥပိ္ပခါပြုမတရားတာတွေဖြစ်နေခဲ့တာကိုအမျိုးသမီးလေးဟာမကြေမချမ်းဖြစ်လို့နေပါတယ်။နောက်တစ်နေ့တွင်မစ္စတာဘင်ရောက်လာမှဖြစ်လို့သူမမိသားစုဟာပြပြတလဲဖြစ်နေခဲ့ပါတယ်။အဲ့ဒီအခါသူမရဲ့အကိုကမစ္စတာဘင်ဟာသူတို့ရဲ့စားတောက်ဆိုင်ကိုသူ့ညီမလင်တာမျက်နှာဖြင့်ရန်ပုံငွေတန်း900လှူဒါန်းပေးခဲ့သူဖြစ်တယ်လို့ပြောလာခဲ့ပါတယ်။သူ့ရဲ့ညီမကတော့မျက်နှာပြက်နေခဲ့ပါတယ်။အကြောင်းကတော့အချင်းရုပ်သူဟာမစ္စတာဘင်ကိုမသိရှိလဲလို့ပါပဲ။အဲ့ဒီအချိန်မှာပဲမစ္စတာဘင်ဟာထိုနေရာသို့ဆိုက်ဆိုက်မြက်မြက်ရောက်လာခဲ့ပါတယ်။ကောက်ချစ်သူဟာကျောင်းလုံးကသူငယ်ချင်းဖြစ်ကြောင်းပြောဆိုကာယဉ်နီးမှုရယူဖို့စ조사ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲသူတို့ရဲ့ညီမဖြစ်သူဟာစကားဝိုင်းနီးသို့ရောက်ရှိလာခဲ့ပါတယ်။သူတို့ဟာသူမကိုဒေါသကြီးစွာမောင်းထုတ်နေခဲ့ပါတယ်။သူမဟာသူငယ်ချင်းတစ်ယောက်ကိုလာခေါ်တာဖြစ်တယ်လို့ပြောလိုက်ပါတယ်။မစ္စတာဘင်ဟာသူမကိုနှုတ်ဆက်လိုက်တဲ့အခါမှာတော့သူတို့အားလုံးတုန်လှုပ်သွားကြပါတော့တယ်။မစ္စတာဘင်ဟာလင်နာကိုမသိတဲ့ကြောင်းပြောဆိုပြီးသူမနဲ့အတူထွက်ခွာသွားခဲ့ပါတယ်။အဲ့ဒီတခဏအတွင်းမှာကောက်ချစ်သူသူမရဲ့အလိညာတွေဟာတိတိတသာဘူးပေါ်တယ်လို့နောက်ပိုင်းဆက်တွေမှာပေါ်လာတော့မှာပဲဖြစ်ပါတော့တယ်။